လက်ရှိကမ္ဘာမှာအောင်မြင်နေကြတဲ့ YouTuber တွေကသူတို့ရဲ့ဗီဒီယိုတွေကိုဖုန်းနဲ့ဖန်တီးကြတာဖြစ်ပါတယ်။ Facebook YouTube ဗီဒီယိုတွေကိုဖုန်းနဲ့ဖန်တီးတဲ့အခါဘာတွေလိုအပ်မလဲဘယ်အချက်တွေကိုသတိထားရမလဲဆိုတော့ကျွန်တော်အနေနဲ့တဆင့်ကြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီပုတ်ကိုဖုန်းနဲ့ဖန်တီးရမယ်ဆိုလို့ရှိရင် script တစ်ခုအရင်ရေးဖို့လိုအပ်ပါတယ်။ကိုပြောမဲ့အကြောင်းအရာတွေကိုပြည့်ပြည့်စုံစုံရေးထားပြီးကြိုတင်ပြင်ဆင်ခြင်းရလဲဗီဒီယိုရိုက်ကူးတဲ့အခါပြောမဲ့အချက်လက်တွေကြံခဲ့တာမျိုးမဖြစ်အောင်အထောက်အကူဖြစ်စေပါတယ်။ရိုက်ကူးတဲ့အခါဘက်ကင်မရာနဲ့ရိုက်မလားစပီကင်မရာနဲ့ရိုက်မလားဒါကတော့ကိုပုံကအများကြီးမူတည်ပါတယ်အခုနောက်ပိုင်းလာတဲ့ဖုန်းတွေကကင်မရာကြီးသေးကောင်းတာကြောင့်မို့လို့စခရင်ထဲမှာကိုပြန်မြင်ပြီးတော့ယုံကြည်မှုရှိနဲ့ပြောချင်တယ်ဆိုလို့ရှိရင်တော့စပီကင်မရာနဲ့ရိုက်လို့ရပါတယ်ဒါပေမဲ့စကားပြောတဲ့အခါကင်မရာကိုကြည့်ပြီးပြောဖို့တော့လိုအပ်ပါတယ်သို့မှသာကိုယ့်ရဲ့ဗီဒီယိုဝင်ကြည့်တဲ့သူတွေနဲ့ eye contact ရပြီးတော့ကိုယ့်ရဲ့ဗီဒီယိုတွေကိုပို့ပြီးစိတ်ဝင်စားစေမှာဖြစ်ပါတယ်ဒီလိုပုတ်ရိုက်ကူးတော့မယ်ဆိုလို့ရှိရင်ဖုန်းကိုအရင်ဆုံးစစ်ဆေးဖို့လိုအပ်ပါတယ်ဖုန်းဘက်ထရီအားရှိမရှိ storage လုံလောက်မှုရှိမရှိကင်မရာ cleaning လုပ်တာတွေစရည်လုပ်ထားသင့်ပါတယ်ဒီငယ်ပြီး quality ကောင်းတဲ့ဗီဒီယိုတစ်ခုရရှိဖို့အတွက် import တစ်ခုလိုအပ်ပါတယ်ကိုသုံးညင်တဲ့ USR လိုက်ဈေးနှုန်းအဆင့်ကိုဈေးကွက်ထဲမှာအလွယ်တကူရရှိနိုင်ပါတယ် tripod နဲ့တင်ပြီးရိုက်မှာတည်ငြိမ်တဲ့ဗီဒီယိုတစ်ပုဒ်ကိုရရှိမှာဖြစ်ပါတယ်ဘလော့ဂါတွေအနေနဲ့လည်းဖုန်းကိုလက်နဲ့ကင်ပြီးရိုက်ထားတဲ့စာလို့ရှင်ဒီဟဲမောင်တစ်ခုနဲ့ရိုက်လို့ရှင်ပို့ပြီးတော့အဆင်ပြေပါတယ်ဗီဒီယိုရိုက်တဲ့အခါရိုက်တဲ့နေရာကလည်းအရန်ကိုအရေးကြီးပါတယ်ပတ်ဝန်းကျင်ဆူညံတဲ့အနည်းဆုံးနေရာကိုမိသားစုဝင်တွေကင်မရာတွေကိုအလွယ်တကူဝင်မလာနိုင်တဲ့နေရာမျိုးတွေကိုရွေးချယ်ဖို့လိုအပ်ပါတယ်နောက်ခံဘက်ဂရောင်းကလည်းရှုပ်ထွေးမနေဘူးနဲ့ကင်မရာတွေကိုအလင်းအောင်တိုက်ရိုက်မဝင်မဲ့နေရာမျိုးဖြစ်ရပါမယ်ဗီဒီယိုတစ်ခုမှာအတန်ဆိုတာလည်း60ရာခိုင်နှုန်းတော့အရေးပါနေတာမို့အတန်ပိုင်းကလည်းအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်ဗီဒီယိုတစ်ပုတ်ရိုက်တဲ့အခါဖုန်းနဲ့2ပေ3ပေလောက်ကွာဝင်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖုန်းနဲ့အတန်ဖမ်းတဲ့အခါပတ်ဝန်းကျင်အတန်တွေအလွယ်တကူပါနိုင်တာကြောင့်မို့လို့ဈေးကွက်ထဲမှာဈေးနှုန်းအသင့်နဲ့အလွယ်တကူဝယ်ရရှိနိုင်တဲ့မိုက်ကလေးတွေကိုအသုံးပြုခြင်းအပြင်လည်းပဲပတ်ဝန်းကျင်အတန်တွေအလွယ်တကူဝင်မလာနိုင်အောင်အဆင်ပြေနဲ့ရိုက်ကူးလို့ရပါတယ် LED light green light လူအလင်းအောင်ရတဲ့နေရာပဲဖြစ်ဖုန်းထဲမှာကိုကြည်လင်ပြတ်သားတဲ့ပုံကြီးကိုပြန်မြင်ရဖို့လိုအပ်ပါတယ် LED light green light တွေနဲ့ရိုက်ဖို့အဆင်မပြေတဲ့သူတွေအတွက်ကြတော့သဘာဝအခမဲ့ရတဲ့နေရောင်ကြီးနဲ့လည်းရိုက်လို့ရပါတယ်ဗီဒီယိုရိုက်တော့မယ်ဆိုရင် noti တွေ upload မှုတွေပိတ်ထားဖို့လိုအပ်ပါတယ်အဲ့လိုပိတ်မထားဘူးဆိုလို့ရှိရင်ဗီဒီယိုရိုက်ကူးတဲ့အခါ SMS တွေဝင်လာမယ် noti တက်လာမယ်ဖုန်းတွေဝင်လာမယ်အားလည်းပဲဗီဒီယိုရိုက်ကူးကြီးကိုအများကြီးအနောက်အရှက်ဖြစ်စေပါတယ်အဆုံးတစ်ခုကတော့အဆိုင်အိုက်ကြီးပါအလင်းအောင် mic ဖုန်း background အားလုံးအဆင်ပြေပြီဆိုလို့ရှိရင်10မိနစ်လောက်ဆိုင်ရိုက်ကြီးပါကိုတိုင်းပြီးရင်ပြန်ကြည့်ကိုတိုင်းစိတ်တိုင်းကြပြီဆိုမှစရိုက်ပါ reaction ဗီဒီယိုလေးတွေနဲ့ဘဝတရဖြစ်စေမဲ့ဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါလို့မေတ္တာရက်ခံရပါတယ်ခင်ဗျာ